မနိုင်ကြည့်နေတာမဟုတ်ဘူးကွာငါတို့ရတဲ့ကြောက်တောင်းနေတာ तू မပေးလို့တွေးကိုယူတာကွာ ဒီမှာဘာဖြစ် ဟုတ်ကားကိတ်ပါညောင်ပတ်ဆိုင်ပျောက်သွားလို့အဲ့ဒါကားဖို့မရှင်းနိုင်လို့ အာ तू အခက်အခဲဖြစ်နေတော့ခင်ဗျားနှစ်မှားချင်းလေးပါနေနေပါစာနာပါလား 9000 1000ဆိုမပြောလို့ဘူးကွာမနေ့ကနဲ့ခုချိန်ဒီပတ်မောင်းနေတာတပြားမှလည်းမရဘူးမင်းလည်းကားသမားပဲမင်းကားသမားချင်းလည်းကိုကြည့်စာကြုံလို့ကွာရအောင် တို့ပြောတာဟုတ်လားခတ်တော်တာပဲဗျာသူ့ပုံစံကြီးကလိန်စားနေတဲ့ပုံတော့မပေါ့ဘူးဒီလိုလို့ဗျာခင်ဗျာအိပ်ပြန်ပေးလိုက်ပါကျွန်တော်ခင်ဗျားတို့စီးဖို့9000ပေးမယ်ကျွန်တော်တနေ့ကုန်ဆွဲတာချုပ် ဆက်ရှင်လည်းလို့ကန်ကောင်းသွားတယ် ကျော်ပါသွားပါတော့ လာသွားတယ်ကျေးဇူးအများကြီးတင်ပါတယ်ကိုယ် အာရပါတယ်ကိစ္စမရှိဘူးမင်းအခက်အခဲဖြစ်နေတာပဲအဲ့မပဲသွားမှာလား ဟိုအတိတ်အိမ်သွားမလို့အတိတ်ကဘာမှနေလဲလည်းမသိဘူးပြီးတော့ဖုန်းဆက်လို့လည်းမရဘူး အာမင်းတယောက်တည်းလျှောက်သွားနေလို့အဆင်ပြေမှာမဟုတ်ဘူးအန်ရရှိတယ်ကဲပါငါမင်းလိုက်ပို့ပေးမယ်လား ဟမ်ဟိုကျမအိမ်ပြန်လို့မရဘူးအနေရှိတယ် ဟာ ပြီးတော့ကျမဒီရလည်းမဟုတ်ဘူး ဘယ်ရလဲ နေက โอ้အဲ့ဒါဘာလို့မှလဲ နေစရာတစ်ခုခုရှာပြီးတော့အလုပ်တစ်ခုရှာပြီးလှုပ်လှုပ်ရမှာပေါ့ မင်းပတ်စံမရှိဘူးဆိုဘယ်လိုနေစရာသွားရှာမှာတော့ ပတ်စံလည်းမရှိဘူးဆွေမျိုးသားချင်းလည်းမရှိဘူးမိတ်ဆွေလည်းမရှိဘူးအကုန်လုံးပြန်ရှာရမှာပေါ့ ကျောတော်နောက်ကမရှိရင်ရန်ကုန်မှာထင်သလောက်မလွယ်ဘူးနော်မင်းခြားခြားလဲသွားမယ် ဘယ်တတ်နိုင်ပါမလဲရှင်ကျမရဲ့ကံပေါ့